အသက်ရှိခြင်းလို့ရှိရင်အသက်ရှိခြင်းရဲ့အကြောင်းတရားကိုလုပ်ပါတဲ့ထို့တူပဲအသားရည်စိုးပြေခြင်းလို့ရှိရင်အသားရည်စိုးပြေခြင်းရဲ့အကြောင်းတရားကိုလုပ်ပါချမ်းသာဒုက္ခရခြင်းချမ်းသာဒုက္ခရခြင်းအကြောင်းကိုပဲလုပ်ပါဆုတောင်းမနေနဲ့ဆုတောင်းရုံနဲ့တော့မရဘူးတဲ့ဒါတွေဂုဏ်သတင်းကြီးမားတယ်စီးပွားဥစ္စာချမ်းသာကြွယ်ဝတယ်ဆိုတာလေချမ်းသာကြွယ်ဝခြင်းအကြောင်းတရားတွေကိုလုပ်ပါလို့ကောင်းမှုရဲ့အကျိုးရှိမရှိဘူးတစ်ခုလေးပဲစဉ်းစားလူဘဝမှာလူလာဖြစ်တဲ့အခါမှာတချို့ကစားစရာတောက်စရာမရှိတဲ့ဆင်းရဲတဲ့အိမ်တော့မွေးတယ်တချို့ကတထေးအိမ်မွေးတယ်အဲ့ဒီနှစ်ဦးကဘာကြောင့်ဒီလိုဖြစ်ရလဲဘယ်သူကပို့လိုက်တာတော့သူကိုယ်တိုင်ရွေးချယ်တာတော့မဖြစ်နိုင်ဘူးသူကိုယ်တိုင်ရွေးချယ်လာတဲ့ဆိုရင်လူတိုင်းဟာတဲတဲ့ဝင်မှာမဟုတ်ဘူးတိုက်ဖို့ကြီးပဲတက်ကြမှာပဲချမ်းသာတဲ့အိမ်သွားကြညမှာပဲလေတဘာဝအဲ့တော့ကတရားပို့လိုက်တယ်ဆိုတာထင်ရှားတယ်ကိုလို့ချမ်းသာတယ်လို့ပြောရလောက်အောင်လေဘာမှမလုပ်ရသေးခင်ကလေးကချမ်းသာတဲ့မိသားစုကရောက်သွားတယ်အဲ့ဒါဘယ်သူကလုပ်ပေးတာတော့လို့ဆိုရင်ကိုလုံးခဲ့တဲ့ဒါနကောင်းမှုတွေပဲလို့အဲ့ဒါကြောင့်မြတ်စွာဘုရားချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာခြင်းရဲ့အကြောင်းဖြစ်တဲ့ဒါနကောင်းမှုပဲလုပ်ပါဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာအစင်းသင်းဖြစ်နေတယ်ဒီလိုဆိုလို့လေနော်